Hello me, Minglaba. It's your dancer Kyoba. Talking about dance 15-day challenge gani pianle josolai pare. Okay, dine maro now so episode matangin pyopya page ne topic karo community making ma be. Community making ဆိုတာကတော့ဒီအကလောကထဲမှာပဲမဟုတ်ဘဲနေပေါ့နော်ဘယ်နေရာရောက်ဒီ connection တစ်ခုဖန်တီးရမယ်ဆိုတဲ့အကြောင်းအရာလေးကို topic အနေနဲ့ပြောပြပေးတော့မှာဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းအမားတို့အိန္ဒိယနိုင်ငံတွေကတော့ဒီ dance community နဲ့ပတ်သက်ပြီးတော့ပေါ့နော်အရှိန်အဟုန်ပြင်းပြင်းနဲ့သွားနေတာကိုအားလုံးလည်းတွေ့မြင်ရမှာပါဒါမဲ့အမားတို့နိုင်ငံကတော့ဒီအကြောင်းမျိုးကြောင့်ပေါ့နော်အကြောင်းမျိုးကြောင့်စူးစမ်းနေတဲ့ဂျားကနေမှစူးစမ်းတလောက်မရောက်တဲ့အနေအထားလေးနဲ့ရင်ဆိုင်နေရတယ်ပေါ့နော်ဒါမဲ့ဘွားမှာဘလို့အခက်ခဲနေပဲကြုံရနောက်ပြန်ဆုပ်လို့မရတာကြောင့်အရှိကိုပဲကိုရီးယားဘလို့ဆက်သွားရမလဲဆိုတဲ့နီလန်ကိုစဉ်းစားမှာဖြစ်ပါတယ်အရှိကိုရောက်အောင်သွားဖို့ဆိုလို့ရှိရင်တော့ကိုတယောက်တည်းနဲ့ဘရောမှမဖြစ်ပါဘူးဒါကြောင့်ဘယ်နေရာရောက်ဘသူနဲ့ပဲဖြစ်ဖြစ်ဘယ်နယ်ပယ်ရလူနဲ့ပဲဖြစ်ဖြစ် connection လောက်ထားတာကတော့အရန်ကိုအရေးကြီးတဲ့အချက်ဖြစ်ပါတယ်ဒါမှကိုယ့်ရဲ့လုပ်ငန်းပေါ်မှာလည်းဘယ်အချိန်မဆိုလိုအပ်တဲ့အချိန်မှာထုတ်တုံးလို့ရတဲ့အထောက်အကူတစ်ခုဖြစ်လာမှာပါဒီလိုနဲ့ကိုယ့်ရဲ့ community ကိုပိုကြီးအောင် big လုပ်နိုင်လေပိုပြီးကောင်းတဲ့ခွင့်လန်းတွေကိုရှိကိုအမြဲတမ်းရောက်လာမှာဖြစ်ပါတယ်ဒါပေမဲ့ကိုယ့်အတွက်ခွင့်လန်းနေရလာပြီဆိုလို့ရှိရင်တော့တခြားလူတွေအတွက်ပါလမ်းကိုဖွင့်ပေးဖို့အတွက်ဘယ်တော့မှမမေ့ပါနဲ့အရှိမပြောခဲ့သလိုပဲအလုပ်တစ်ခုနယ်ပယ်တစ်ခု community တစ်ခုဆိုတာကလူတစ်ယောက်တည်းနဲ့ဘယ်တော့မှလုပ်နိုင်တဲ့အရာတစ်ခုမဟုတ်ပါဘူးလူတွေအများကြီးနဲ့အလုပ်လုပ်မှာတာကောင်းမွန်တဲ့impact တစ်ခုရရှိမှာဖြစ်ပါတယ်ဒီကြီးမားတဲ့ connection ပြီးတော့ဘယ်နေရာရောက်ဖန်တီးထားတဲ့ international ဖြစ်နေတဲ့ကျွန်တော်တို့ရဲ့ဒီ community ကြီးကပဲကျွန်တော်တို့နိုင်ငံရဲ့အကနယ်ပယ်ဟာလဲsoft power နဲ့ကျွန်တော်တို့နိုင်ငံအတွက်အဖို့တန်တဲ့အနုပညာတစ်ခုဆိုတာကိုတက်တည်ပြနိုင်မှာဖြစ်ပါတယ် soft power ဆိုတဲ့အနုပညာဟာနိုင်ငံတစ်နိုင်ငံအတွက်တိတ်ကိုအရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ community ဖန်တီးခြင်းကလည်းကျွန်တော်တို့နိုင်ငံအတွက်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်Okay ဒီနေ့အပိုင်းကတော့ဒီလောက်ပါပဲဒီနေ့အပိုင်းကတော့တိုးပါလိမ့်မယ်ဒါမဲ့ဒီလောက်နဲ့ပဲရက်လိုက်ပြစေဘာဖြစ်လို့လဲဆိုတော့နောက်ဘက်ကနောက်ဆုံး episode ပါ is the last episode guys နောက်ပတ်မှာအားလုံးနှုတ်ဆက်ရတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ပတ်မှာပြောမယ့်စကားတွေကို channel လိုက်ပါဦးမယ်ဆိုတော့အားလုံးကိုဒီ episode မှာတော့တုတ်နဲ့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ် so see you guys on next episode အားလုံးကိုကျေးဇူးတင်ပါတယ်